video အရင်လာနေပြီခုစဟုတ်ကဲ့ဟုတ်ပြီအဲ့ဒါဆိုတော့ကျွန်တော်တို့ကဘာလဲYouTube ဒီချင်းစီရှင်းပြနေရပါတော့ရှင်းပြနေတာဖြစ်ပါတယ်ဒီ video ဟုတ်ပြီဒီ video ကို select မှတ်လိုက်မယ် select မှတ်ပြီးရင်ဘာတွေပါလဲဒီမှာအခုကျွန်တော်ပြောရအဖက်လည်းပြီးသွားပြီ delete ဆိုတော့ရှင်းရတယ်သူကတော့ဖြတ်တာပေါ့နော်အဲ speed ရ speed ဆိုတာဒီ video ရဲ့အနည်းအမြန်နှုန်းပေါ့နော်အနည်းအမြန်နှုန်းကိုကျွန်တော်တို့ချိန်လို့ရတယ်ဒါပေမဲ့မြန်ကြတာနည်းကြတာကျွန်တော်အခုမြန်ထားတယ်ဆိုတော့သူမြန်လေးလာတယ်နော်ဒီထက်မြန်လေးဆိုရင်မြန်ပေါ့နော်ဟိုတော့ဒါမြန်သွားပြီအားကိုပုံမှန်တိုင်းနဲ့ပဲကျွန်တော်တို့ထားပါမယ်သူက short ကျင်တော့ဒီဘက်ကို short လိုက်ပါ slow motion ဖြစ်သွားဒါဆို slow motion cut ကြိုက်လိုက်ရနော်ပုံမှန်ပဲထားပါဒီအဲ့တော့ဒါ speed ရဲ့အနေထားပါနော်ပြီးရင်ဒီမှာ crop လုပ်တယ်ဆိုတာဒီ video ကိုဖြတ်တယ်တောက်တယ်ပေါ့နော်ကိုလိုချင်တဲ့အပိုင်းလေးတွေကဒီပန်းလေးပဲပေါ့နော်ထားပါစို့ဒီလောက်လေးဆိုcrop ပြန်လုပ်ရတယ်ဒီ video ကိုလေဖြတ်တာပေါ့နော်အချင်းကျကိုလိုချင်တဲ့ဟာလေးကိုဖြတ်တောက်လိုက်တာဖြစ်ပါတယ်ဥပမာဘယ်လိုဖြတ်ချင်လဲပေါ့နော်ဒါမျိုးပေါ့ကိုကဒီမှာအောက်မှာလည်းပေးထားတာရှိတယ်ဖြတ်ပေးထားတူရနေတူဒီမှာ6ချိုး16လား16 9ချိုးလား1ချိုး1လား4ချိုး3လားပေါ့နော်သူဖြတ်ထားရတော့အများကြီးရှိပါတယ်အဲ့ဒါကိုလိုချင်တဲ့ပုံစံတိုင်းပဲကို6ချိုး16နဲ့9ချိုး16ဒီလိုဖြစ်သွားမှာတော့တရားဖြတ်ပြရပဲနော်9ချိုး16ဆိုရင်ဒီတိုင်းဖြစ်သွားမယ်နော်တိုင်းဆိုရင်ကျွန်တော် frame တည်ခဲ့တဲ့ဟို16အချိုး9နဲ့ဆိုရင်သူကတိတ်ပြီးမလာတော့ဘူးပေါ့နော်အဲ့တော့16အချိုး9ပဲထားမယ်ဟုတ်ပြီအဲ့ဆိုရင်စင်ပြသွားပြီဆိုတော့ကျွန်တော် ခေါက်ရသဘောတူပါပေါ့နော်ပြန်လာရိုးရိုးဖြတ်တယ်အဲ့တော့မှမဟုတ်ဘူးဒီစောင်းပြီးဖြတ်ချင်တယ်တဲ့ပြီးဖြတ်ချင်တယ်ဟောဒီမှာရှိတယ်ဒီလိုလေးဖြတ်ချင်သလားဒီလိုလေးဖြတ်ချင်သလားအဲ့တော့အဆင်ပြေတဲ့ဟာကိုချိန်ညှိပြီးတော့လုပ်ရအောင်နော်ကျွန်တော်ပုံမှန်ပဲထားလိုက်မယ်ဟုတ်ပြီပုံမှန်ပဲထားလိုက်မယ်ပြီးရင် duplicate ဆိုတာဒီကအမြဲတမ်းတုံးနေကြကျွန်တော်တို့ video edit လုပ်တဲ့အခါမှာအမြဲတမ်းတုံးနေကြပေါ့နော် duplicate ဆိုတာဥပမာဒီ video file ကိုကျွန်တော်နှစ်ခုထပ်ပွားတာပေါ့နော်နှစ်ခုထပ်ပွားတာ duplicate နှိပ်လိုက်မယ်ဆိုရင်ကသူ့ရဲ့နောက်ကိုဒီ video file ပဲရှေ့မှာလည်းဒီ video file ပဲနောက်မှာလည်းသူ့ရဲ့ video file ပဲအကုန်လုံး copy ကူးပြီးတော့တွားပြီးတော့ဆက်ပေးတာပေါ့နော်မလို့ချင်ဘူးဆိုရင်တော့ဖြတ်လိုက်လို့ရတယ်။ဒါလို့ကိုကအရှိရဗီဒီယိုဖိုင်ကိုပဲပြန်ပြီးသုံးကျင်တဲ့ခါတို့ပေါ့နော်ပြန်ပြောပြတဲ့နေရာတို့ဆိုရင်သူက duplicate နဲ့ပွားပြီးတော့မှကိုလိုချင်တဲ့နေရာကိုထည့်လို့ရတယ်။တော့ဆိုတော့ကျွန်တော်ဖြတ်လိုက်။ Okay ဟုတ်ပြီအဲ့တော့ရှေ့ကိုပြန်သွားမယ်။ဟို timeline လေးပြနေနော်။ဟုတ်ပြီကျွန်တော်တို့ဘာရှိသေးလဲဆိုတော့ဒီမှာဒီ video ပဲ select မှတ်လိုက်မယ်လို့ select မှတ်ပြီးတော့ဘာကြံသေးလဲဆိုတော့ဒီမှာ overlay ကလည်းထားလို့ရနော် overlay ကဒီ video ရဲ့ overlay ပြန်ယူတာခဲကြဖြစ်လိုက်ပါမယ်ဒီ video ပဲထပ်ပြီး overlay ပြန်လုပ်တာပေါ့နော်ဟုတ်ပြီ filter ပြီးပြီ adjust ပြီးပြီvideo retouch ပေါ့နော် retouch ကိုင်းတာကျတော့သူကပုံပေါ့နော်အဓိကတော့လူပုံပါတဲ့ဟာတို့ဘာလို့ဆိုတော့ retouch ကိုင်းလို့ရပါတယ်ဒီမှာ face to body တို့ဒါပေမဲ့ဒီကောင် profile လားမသိပါဘူးကြည့်လိုက်အောင်မဟုတ်ဘူးเนาะသူက make up ကလေးထည့်လို့ရတယ်ဒီမှာဒါ make up ကလေးတခြား body shape တို့ပေါ့နော် body တချို့အရာလေးတွေပေါ့နော်တချို့အရာတွေကျတော့ free မရအောင်
ချိုးလိုက်ကြတော့ရတယ်နော် okay မစပင်စတိုင်တို့စပင်စတိုင်ကမင်းတို့စိန်တုံးနေများဟုတ်ပြီအဲ့တော့ proportion တွေပါနာအဖက် sound effect ကလေးလေဒီမှာ free ရတဲ့ဟာလေးပါတယ်